လူဖီရဲ့သွေးတွေကခိုင်တို့ကိုတွားဆင်ပြီးလူဖီလည်းမူလာအတိုင်းပြန်ဖြစ်သွားခဲ့ရပါပြီအားလုံးကအတီးတီးကိုစီတိုက်ပွဲဝင်နေကြရမယ်လူဖီကတော့မှောက်နေခဲ့ပြီမလို့မမိုးလဲလူဖီရဲ့အတန်ကိုမကြားရတော့ထူးဆန်းလို့နေခဲ့ပါတယ်စကာဂျွန်ခေါမိုးဘော်ကတိုက်ပွဲမှာအနိုင်ရရှိတဲ့သူကခိုင်တို့ဖြစ်လာခဲ့ပါတယ်ခိုင်တို့ကဒေါ်ဒါရိတ်ထွက်နေပြီးတီးရက်နဲ့လောက်တာလားဆိုက CP0 ကိုတိုက်ခိုက်ပါပဲပျော်ဖို့မကောင်းတော့ပဲပြင်းဖို့ကောင်းသွားပြီလို့ခိုင်တို့ကဆိုပါတယ်လူဖီကသူ့နောက်ဆုံးမှဂျာနဲ့တင်မရရင်သူ့ရဲ့အရှုံးလို့ပြောခဲ့တာကိုခိုင်တို့ကပြန်တွေးရင်တကယ်ကိုပြင်းဖို့ကောင်းတယ်ဆိုကအတော်လေးကိုပေါက်ကွဲနေပါတော့ရဲ့ခေါ်မစုကလည်းပြိုကျနေတဲ့မျက်နှာချက်ကိုကြည့်ရင်ရတိုက်ထဲမှာအသက်ရှင်နေတဲ့သူအများကြီးရှိနေတာမလို့အားလုံးအသက်ရှင်လျက်ပြန်ကြမယ်လို့ဆိုပါတယ်ဒီနေရာကလေပေါ်မှာမလို့ဒီမီးတွေကိုညှိနိုင်မှလည်းမဟုတ်ပဲအားလုံးကိုထွက်ပြေးဖို့ပြောနေတော့ခိုင်တို့က blast beat ကိုတုံးလိုက်ပါတော့ရဲ့အိုဒန်ရဲ့တားကိုထုတ်ပေးဖို့နဲ့မိုနိုဆိုကဲကအရှုံးပေးတဲ့ဆိုပြီးကြေညာဖို့ခိုင်တို့ကပြောလိုက်ပါတယ်လူဖီကရောဘလို့ဖြစ်သွားပြီလဲလို့ဟီယိုဂီယိုကမေးတဲ့အခါခိုင်တို့လည်းပြင်းဖို့ကောင်းတဲ့ရလက်ဖြစ်တဲ့အတွက်တောင်းပန်တယ်လို့ပြောပြီးလူဖီကတေသွားပြီလို့ထပ်ပြောလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့အားလုံးလည်းမယုံမကြည်နိုင်ဖြစ်နေပေမဲ့လူဖီရဲ့အတန်ကလည်းပျောက်သွားပြီဆိုတာကိုလောလဲတီထားမိလိုက်ပါတယ်ချော်ပါလေအဲ့ဒါမျိုးကမဖြစ်နိုင်ဘူးဆိုပြီးအော်ငိုနေပါတော့ခိုင်တို့ကသူ့ကိုအခုထိတော်လန်ကျင်တဲ့သူရှိရင်ထွက်လာခဲ့ဖို့နဲ့သူကအခုတောင်းချမ်းကျင်တဲ့စိတ်ဖြစ်နေရလို့ဆိုပါတယ်ခိုင်တို့ရဲ့အဖွဲသားတွေအားလုံးကလည်းပျော်ရွှင်နေကြပြီးတော့ထာမာလေးကတော့အကိုကြီးလူဖီကမသိပဲဘဏ္ဍခါဖြစ်ပြန်ချလူစိုးတွေကိုအနိုင်တခိုက်တာကိုမြင်ခဲ့ရဘူးလို့ဝင်ပြောလိုက်ပါတယ်အကိုကြီးလူဖီကိုမသေးစေချင်ဘူးလို့ထာမာလေးကမျက်ရည်စားရင်းနဲ့ပြောနေတဲ့အခါနာမီလည်းလူဖီကအသက်ခံရလဲတိမ်မဲသူမဟုတ်ဘူးဆိုကမာကိုတားတာတော့မရဘဲနဲ့ထွက်သွားပါတော့ရဲ့စထရဟက်တေဘီဆိုတာနဲ့စိတ်သက်တွေကြပြီးဆာမူရိုင်းနေနဲ့ဝါနိုကအဆုံးသက်ပြီလားလို့ခိုင်တို့ကမေးလိုက်ပါတယ်လူဖီမနိုင်နိုင်ဘူးလို့မပြောနဲ့လို့နာမီကအော်ပြောလိုက်ပြီးလူဖီစီမှာစုပ်ပြတ်နေအောင်ခံလာရတယ်မလားလို့ခိုင်တို့ကိုထပ်မေးလိုက်ပါတယ်လူဖီကနိုင်မယ်လို့ပြောရင်တေချာပေါက်နိုင်မဲ့သူရှုံးစရာလည်းမရှိတော့လို့တေစရာအကြောင်းလည်းမရှိဘူးလို့နာမီကချက်ပြောလိုက်ပါတယ်အရှုံးကိုပြောပြတာသဘောကောင်းတယ်လို့ခေါ်ကြလို့ခိုင်တို့ကပြောလိုက်ပြီး blast beat ကိုတုံးလိုက်တဲ့အခါမာကိုကဝင်ကြားပေမဲ့အဲ့ကအရှိန်နဲ့နာမီလည်းတွင်းထွက်သွားခဲ့ရပါတယ်အားလုံးမပြီးခင်သစိုးဂျိုးတွေမလောက်ကြဖို့လဲမာကိုကမှားလိုက်ပါတယ်အခုကနေအကြံအတိုင်းပဲအိုနီဂါရှီမာကပန်းမြတ်တော်စီဆက်သွားရမယ်လို့ခိုင်တို့ကဆိုပါတယ်ခိုင်တို့ကသူဟာအော်ဝဲချီလို့သဘောမကောင်းပဲဒီတိုင်းပြည်ကကြီးမားတဲ့လက်နက်ဆက်ယုံဒီကားလူတွေအားလုံးကလည်းငါရဲ့ကျွန်တွေအလုတ်လုံရင်တေကြရမယ်ကျွန်တေရင်ဘလောက်ပဲဖြစ်အစားထိုးလို့ရပြီမင်းတို့ကငါ့ကိုတော်လိုက်ဒေါ်ရထွက်အောင်လုပ်ခဲ့တယ်စစ်ပွဲဆိုတာဒီလိုမျိုးပဲမလို့ရှုံးသွားရင်ပေးဆက်ရမှာအခွင့်အရေးနဲ့မျောလင်းချက်မမိုနိုဆိုကဲမလာမချင်းတိုက်ပွဲကရက်မှာမဟုတ်ဘူးလို့ခိုင်တို့ကဆိုပါတယ်ဝါတို့တိုင်းပြည်ကခလေးကနေနောက်မျိုးဆက်အထိမျောလင်းချက်မဲ့မယ်တိုက်ပွဲရှုံးတဲ့ရလက်ကိုလက်ခံကြလို့ခိုင်တို့ကပြောလိုက်ပါတယ်ခိုင်တို့ရဲ့လူတွေကလည်းလောနဲ့ကစ်ရဲ့ခေါင်းကိုယူဖို့လောက်ကြတဲ့အခါအဖွဲသားတွေကဝင်ကြားပါတော့ရင်ခိုင်ရတို့ကလည်းခိုင်တို့ကိုမြင်လိုက်ရတာမလို့ကူဖို့သွားပါတော့တစ်ဖက်ကကစ်တို့ကလည်းအရှုံးပေးတာကောပြန်မတိုက်ခိုက်ပဲကောမနေနိုင်လို့သူတိုက်ခိုက်မယ်လို့ဆိုပါတယ်တစ်ဖက်ကမမိုကလည်းလူဖီတောင်မနိုင်တဲ့သူကိုသူတို့ဘလို့လုံးနိုင်တော့မှလဲလို့ရှာမတုတ်ကိုပြောနေခဲ့ပါတယ်တီရက်တီတိုက်ခိုက်မယ်ဆိုတဲ့စိတ်တက်ကဆမ်ဝိုင်းစိတ်တက်မလားငါတို့အပြင်ဘသူကလောက်ကြမှလဲလို့ရှာမတုတ်ကလည်းဆိုပါတယ်ဒါပေမဲ့မမိုကတော့လူဖီကရှုံးသွားပြီဆိုတာနဲ့အရှုံးပေးဖို့ပဲရှိရလို့ပြောတဲ့အခါရှာမတုတ်ကတော့အဲ့လိုလောက်ခွင့်မပေးနိုင်လို့အရှုံးပေးတဲ့ကအတက်ကိုကယ်တင်နိုင်မယ်လို့လည်းမထင်ဘူးလို့ဆိုပါတယ်